ကောင်မလေးကသူမီးရှို့အသက်ချန်ခဲ့ရတဲ့ညောင်ပင်အောက်ကိုရောက်လာပြီးသူအသက်ရှင်ခဲ့ရတဲ့အကြောင်းရင်းကိုရှာနေပါတယ်။အဲ့ချိန်မှာပဲလူ၃ယောက်ကသူ့ရှေ့ကိုရုတ်တရက်ရောက်လာပါတယ်။မောကြီးလိုက်တော့မင်းကလေး၃ယောက်ချစ်နေပါတယ်။မင်းကလေးတွေကတကူလုံးညစ်ပတ်နေပြီးဆုတ်ပြတ်နေပါတယ်။ဒီမင်းကလေးတွေကညောင်ပင်အောက်မှာနေကြရတာပါ။အပြင်ဘက်ကိုထွက်လို့မရပါဘူး။ကောင်မလေးကနင်တို့ကဘသူတွေလဲလို့မေးပြီးကြည့်လိုက်တဲ့အခါမင်းကလေး၃ယောက်ကအမောင်ထဲမှာမျက်လုံးတွေအညောင်တောက်ပါပြီးကြိုးတွေထွက်လာပါတယ်။ဒါကိုကောင်မလေးကမြင်တော့စုံမတွေဆိုပြီးကြောက်လန့်တကြားနောက်ဆုတ်သွားပါတယ်။အဲ့ချိန်မင်းကလေးတစ်ယောက်ကနေမီးရှို့အသက်ခံထရတာတောင်ဘာလို့အသက်ရှင်နေလဲသိချင်လား။ညီမလေးပြောက်ပြီးရှာမရခင်နေရကိုသိချင်လား။မေးပြီးသူ့လက်ကိုကောင်မလေးနှစ်ဖူးပေါ်တင်လိုက်ပါတယ်။အဲ့ချိန်ကောင်မလေးကသူညကမီးရှို့အသက်ခံရပြီးတေသွားတာကိုမြင်နေရပါတယ်။ပြီးတော့စုံမ၃ယောက်ကပေါင်းပြီးသူ့ကိုမီးလောင်တန်းရလေးကိုပျောက်အောင်အစွမ်းနဲ့လုပ်ပြီးအသက်ပြန်ရှင်အောင်ကူညီခဲ့တာကိုမြင်သွားပါတယ်။သူလည်းဖြစ်ပျက်ခဲ့တဲ့အရာအလုံးကိုမှတ်မိသွားပြီးတယောက်ချင်းစီကိုကြည့်ပြီးကြောက်လန့်နေပါတယ်။ပြီးတော့ညကသူမီးရှို့တဲ့ချိန်အော်ဟစ်ကိုယိုနေတဲ့သူ့ညီမလေးကိုပြန်တွေးမိပြီးပျောက်သွားတဲ့ညီမလေးကိုညောင်ပင်ရှိမှလိုက်ရှာနေပါတယ်။ပြီးတော့စုံမတွေကိုသူ့ညီမလေးကိုတတ်လိုက်တာလားလို့အတင်းမေးပါတယ်။စုံမတွေကလည်းသူတို့ကညီမလေးကိုတတ်မယ်ဆိုကောင်မလေးကိုဘာလို့ကယ်မလဲလို့ပြောပါတယ်။သူတို့ကလည်းဒီကောင်မလေးလိုပဲစုံကပ်ဝဲမလို့ဆွတ်ဆွဲခံရပြီးအရှင်လက်လက်ညောင်ပင်မှာချီပြီးမီးရှို့အသက်ခံခဲ့ရတာလို့ပြောပါတယ်။ပြီးတော့အပြင်မထွက်နိုင်အောင်သူတို့ကိုညောင်ပင်မှာလောင်ပိတ်ထားတာလို့ပြောပါတယ်။